ကျွန်တော်တို့ပေးထားတဲ့စက်ရုံမှာအိမ်ခန်းရှိတယ်ဗျအိမ်ခန်းမှာကျွန်တော်ဟိုမှာဆိုရင်အိမ်မှာလေးစိုက်တယ်ကျွန်တော်တို့ဒီစက်ရုံကပေးထားတဲ့အခန်းမှာလေးကျွန်တော်စိုက်တယ်အဲ့ဒါကျွန်တော်စိုက်ထားလေးတွေကိုဒီနေ့မှလေးဒီဘက်မှာစိုက်ထားတဲ့ဟာကိုကျွန်တော်ပြန်ပြမယ်ဗျတင်မော်ဒီတန်ချာမှာ3လုံးပြီးတယ်ဒါကအခြေသီးလေဗျအခြေသီးဟိုမှာဆိုရင်ဘူးပင်ဘူးသီးတွေတဲ့စိုက်ထားလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာစိုက်စားလို့ရှိရင်ဝေစားစရာမလိုတော့တဲ့အခါကျွန်တော်တို့ထွက်ငွေနေသွားတဲ့အခါကျွန်တော်တို့တနည်းဝင်ငွေနဲ့ထွက်ငွေချင်းချင်းလို့ရတယ်ဗျချင်းချင်းပြီးတော့ကျွန်တော်တို့ထွက်ငွေနေသွားတဲ့အခါအဲ့ဒီဝေစားမင်းဟာပိုတဲ့ဟာလေးတွေကျွန်တော်တို့စီထားလို့ရတယ်ကျွန်တော်ကသူများနိုင်ငံမှာနေတစ်ခါကျတော့အင်ခန်းခါတွေ့လေးပေးရတယ်မီးကားလေးပေးရတယ်ရေကားလေးပေးရတယ်အင်တာတက်ခါလေးပေးရတယ်ကျွန်တော်တို့မပေးရတဲ့ဟာဘာမှမရှိဘူးဗျနောက်ဆုံးတင်ရင်တော့တင်းကျဲမှာမိတီဂျိုဇက်တင်းမှာပတ်စံပေးရတယ်ဗျဒါကြောင့်အစစားရကျွန်တော်တို့နိုင်ငံသားတွေချွေတာနိုင်မှာအဲ့တော့စောစောကကျွန်တော်ခုထားတာတလုံးရှိသေးတယ်ဒီနားလေးမှာကျွန်တော်အဲ့ခုထားတာလေးပြန်တယ်ဒီမှာဗျဒီနေ့တော့အလုံးကြီးမဟုတ်ဘူးကျွန်တော်ဒါတွေကိုရောင်းမယ်ဆိုရင်ဒီအလုံးဆိုလို့ရှိရင်100ကျော်လောက်ရမယ်ဗျ150လောက်ရဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘူးတီတွေဝယ်စားလေးလို့ရှိရဲဒီဘူးတီကျော်လေးတွေဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေကြိုက်တယ်အဲ့တော့ဒီဘူးတီကျော်လေးခဏခုလိုက်ပြီးရောင်းရတယ်ရောင်းလို့ရှိရင်ကျွန်တော်တို့နေတဲ့အခန်းတန်းဒီစက်ရုံကိုလာရမယ်ဆိုလို့ရှိရင်15မိနစ်လောက်မောက်ရတယ်အဲ့စီကားလေးတွေရတာအိတ်ခေအားထုတ်ပြီးတော့ကျွန်တော်တို့စီဖို့ပေးကြမလို့တော့ဒီဘူးတီတွေရောက်လိုက်ရင်စားလဲစားရတယ်ပတ်စံလဲရတယ်ဒီပါဗျဒါဘူးတီတွေကျွန်တော်နောက်စီရ15ရက်စီဒီတီတွေကြီးလာကျေးဇူးတင်ပါတယ်ဗျာ